ဒီဗီဒီယိုကြည့်နေတဲ့သူအတွက် universe ကအခုချိန်မှာဘာ message တွေပေးဖို့ရှိနေလဲဆိုတာကို soul guidance ကတ်လေးတွေကနေတဆင့်ကြည့်ကြည့်ရအောင် Spirit give me one card for the collective ဖလာတဲ့ message လေးကပြောင်းလဲဖို့အတွက်အခုချိန်မှာကိုဘာလုပ်လို့ရနေလဲဆိုတာကိုကိုမေးကြည့်ဖို့ဖြစ်တယ်ပေါ့နော်။ညဘက်တွေမှာကိုအိတ်မပျော်ပဲအိတ်ရေးတွေပြက်ရလောက်တဲ့အထိတွေးနေမိတဲ့အရာဆိုရင်ဘာဖြစ်မလဲပြီးလို့ရှိရင်ဒီเจ้าကိုတွေးလိုက်မိတိုင်းမှာကိုကလေလုံးဝကိုတိမခံနိုင်တော့ဘူးဒီတစ်ချိန်တော့တော်ပြီဆိုတာမျိုးထပြီးတော့အော်ပြစ်ချင်လောက်အောင်ကိုဖြစ်တဲ့အကြောင်းအရာဆိုရင်ဘာဖြစ်မလဲပေါ့နော်ဒီလိုမျိုးနာကျင်မှုတွေကနေဘယ်လိုမျိုးရည်ရွယ်ချက်ရှိပြောင်းလဲမှုတွေလုပ်နိုင်မလဲဆိုတာကိုဒီနေ့မှာပြန်ပြီးတော့မေးကြည့်စေချင်ပါတယ်ဒီနေ့အတွက် soul action လေးတစ်ခုပေါ့နော်ကိုလုပ်လို့ရတဲ့အရာလေးတစ်ခုဆိုလို့ရှိရင်လူတယောက်ရဲ့ဘဝထဲမှာသွားပြီးတော့ပြောင်းလဲမှုတစ်ခုကိုလုပ်ပေးလိုက်အကြီးဖြစ်စရာမလိုဘူးအကြီးပဲဖြစ်တေးသေးလေးပဲဖြစ်ပေါ့နော်ဒါကuniverse ကကိုကဒီလိုမျိုးပြောင်းလဲနိုင်တယ်ဆိုတဲ့ frequency တဲကိုရောက်အောင်အကြံပေးရခြင်းဖြစ်ပါတယ်ဆိုတော့လူတယောက်ရဲ့ဘဝထဲမှာကိုလှုပ်လိုက်တဲ့ action လေးတစ်ခုကနေသူ့စီမှာroutine လေးပဲဖြစ်ပေါ့နော်တခုခုကိုကြောင့်ပြောင်းလဲသွားတယ်ဆိုလို့ရှိရင်ကိုဒီဟာကိုလှုပ်နိုင်ပါတယ်ဆိုတော့ကိုသင်ကြားပေးတာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ရဲ့ soul action လေးကဆိုလို့ရှိရင်တယောက်ရဲ့ဘဝထဲမှာသွားပြီးတော့မှပြောင်းလဲမှုအသေးလေးပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်လုပ်ပေးဖို့အတွက်အကြံပေးချင်ပါတယ်ဒါမှသာလျှင်ကိုရင်ဆိုင်နေရတဲ့ကိုပြောင်းလဲခြင်းတယ်ဆိုတဲ့ကိစ္စတွေမှာကိုကကိုယ်တိုင် control ယူပြီးတော့မှပြောင်းလဲလာနိုင်မှာပဲဖြစ်ပါတယ်ဒီ reading လေးကကိုနဲ့ energy guide တဲ့ resonate ဖြစ်တယ်ဆိုလို့ရှိရင် comment မှာပြောသားခဲ့ပေးပါ